အားလုံးပဲမင်္ဂလာပါရှင်ရှုမနိုင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like and subscribe နဲ့ share ခဲ့ဖို့လည်းမမေ့ကြနဲ့နော်အမင်းလိုက်ခွင်းများနဲ့အတူတော်တဲ့သူအမင်းလိုက်ရန်မုတ်ဆိုးကြီးကော့ကထွက်လာသည်လမ်းခီးတွင်ရွာတဲ့သူစွန့်ခံကြတော်မူလာသည့်ရဟန်းတစ်ပါးနှင့်နနက်ချင်းဆိုင်တွေ့ဆုံမိသည်ဤတွင်ကြည်ညိုပွေရာရဟန်းတော်ကိုဖူးတွေ့ရတော့လဲစိတ်ထားမကောင်းသည့်ကော့ကအာခုတိုကိုစီပေါ့ပေါ့နှင့်ဝယ်ယူလိုက်လေတော့သည်ဒီနေ့ကျမှဒီသူရုပ်တွေကိုတွေ့နေရတယ်မင်္ဂလာမရှိလိုက်တာဒီနေ့တော့တောင်းအောင်တစ်ကောင်မှရမယ်မထင်ဘူးကောကသည်ဤတို့ဖြင့်တော်ရီတို့ရောက်လာပြီးတားကောင်ရှာဖွေပါတော့လေအချိန်သာကုန်သွားသည်တားကောင်တစ်ကောင်မှမရသေးပေထိုအခါလမ်းမှာတွေ့မြင်ခဲ့ရသည့်ရဟန်းတော်အပေါ်ဒေါသပိုပြီးထွက်လာသည်ဒေါသကိုရင်မှာပိုက်ပြီးရွာသို့ပြန်လာခဲ့ရာကောကတရားတက်တိုက်ဆန်ဆန်ပင်ရွာထဲမှာစွန့်ခံပြန်ကြလာသည့်ရဟန်းတော်နှင့်စုံမိပြန်နေသည်ဒီအခါဒေါသပေါ်ဒေါသဆင်လာသည့်အတွက်အမင်းလိုက်ခွေးများကိုရွှေ့တိုက်၍ရဟန်းတော်ကိုကိုက်ပြရန်စိတ်ခိုင်းလိုက်တော့သည်ရဟန်းတော်လေးသည်လည်းအသက်ပေးကြထိတ်လန့်ကထွက်ပြေးရှာသည်မလွတ်သည့်အဆုံးတွင်နီးစပ်ရာတစ်ပင်တစ်ပင်ပေါ်လျင်မြန်စွာပြေးတက်သွားသည်ကောက၏ဒေါသကအရှိန်ကောင်းနေစဉ်ထို့ကြောင့်တစ်ပင်အောက်မှနေ၍ညာဆူးကျွန်တို့ဖြင့်ရဟန်းတော်လေးခြေပွားနှစ်ဖက်အားအကျဉ်းများစွာထိုးလိုက်သည်ရဟန်းတော်လေးသည်လည်းအသေးခိုက်မတက်နာကျင်လာသည့်အတွက်ကိုယုံတင်ငန်းကိုထိတ်နိုင်စွမ်းမရှိတော့ပဲအောက်သို့ကျွတ်ကျသွားလေတော့သည်တင်ငန်းသည်အဝေးသို့မသွားပဲရဟန်းတော်ခြေပွားကိုမျှဖြင့်ထိုးဆွနေသည်ကောကမုတ်ဆို၏ခေါင်းပေါ်သို့လွှမ်းခြုံလက်ပြားကျသွားလေသည်ဤတွင်တစ်ပင်ပေါ်မှရဟန်းတော်အားဒေါသတကြီးမန်ဖီဟိရောက်နေကြသည့်ခွေးကြီးများသည်တခင်ပြစ်သူကောကမုတ်ဆိုးအားတစ်ပင်ပေါ်မှပြုတ်ကျလာသည့်ရဟန်းဟုထင်မှတ်ပြီးဝိုင်းဝန်းကြိုက်ခဲကြလေတော့သည်အာကုသို့အကျိုးကမျက်စံလွန်းလာသည်ကောကမုတ်ဆိုးတယောက်သူ့အမဲလိုက်ခွေကြိုက်ခဲရကအသေးစွန်းနှင့်တေခဲရရှာလေပြီတေတီနှင့်တပြိုင်နက်ရဟန်းတန်ကအပေါ်ကန်သုံးပါးတို့ဖြင့်ပြင်းမမိခဲ့သည့်အတွက်အဝီစီငရဲသို့ကြာသားရှာလေတော့သည်ဒီနေ့အတွက်ဇလန်လေးကတော့ဒီလောက်ပါပဲရှင်နောက်ရက်တွင်ပါလေကောင်းလို့ရလေးနဲ့ဘ ഹു တုတဖြစ်စေမဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးဦးမှာမို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ရှင်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်